ဒီမှာပဲနောက်ဆုံးတော့ငါရှာနေတဲ့ရေခဲတောင်ကြပွင့်ကိုတွေ့ပြီရှက်လိုက်စမ်းဒီကြပွင့်ကရှင်နဲ့မဆိုင်ဘူးဒါငါတို့မျိုးနွယ်စုရဲ့အသက်သွေးကြပဲဟိုမှာကြည့်ဦးနှင်းလျှော့ကြနေပြီငါတို့ပြေးမှဖြစ်မယ်အခုချိန်မှာရံဖြစ်မနေနဲ့တော့လာဟိုဘက်ကဂူထဲကိုပြေးအောင်ကဲရော့ဒီမီးပုံနားမှာလာထိုင်အေးခဲပြီးတည်သွားရင်ကျွန်တော်ဘသူကလိုက်တိုက်တော့မှာရှင်ကလူဆိုးဆိုပေမဲ့လူနာတော့တည်တာပဲတကယ်တော့ကျွန်တော်အမေကဒီတောင်ကြီးရရွာမှာဖျားနေတာဗျဒီကြပွင့်ရဲ့အကြီးကပဲအဖျားကိုချပေးနိုင်တာနှစ်ယောက်လုံးရေခဲတောင်ကြပွင့်ကိုချထားခဲ့စမ်းမင်းတို့နှစ်ယောက်လုံးတနက်စာမိသွားမယ်မင်းသားတန်းနိုင်ရှင်ကျမကိုကူညီမလားဒါမှမဟုတ်ကြပွင့်ကိုပေးလိုက်မလားမင်းသမီးလေးဘေးမှာကျွန်တော်ရှိသားပဲဒီကောင်တွေကိုအတူတူရှင်းကြတာပေါ့ကြပွင့်ကိုလိုချင်ရင်ငါအလောင်းကိုကြော်ပြတ်ပြီးမှယူကြရမယ်ငါတို့မျိုးနွယ်စုရဲ့ကန့်ချက်မှာဒါပါလေကြပွင့်ကမပြက်စီးသွားဘူးလားကြပွင့်ရဲ့ဆွမ်းအားကအပိုင်းပိုင်းကွဲသွားရင်တော့ပြက်စီးမသွားဘူးခမားလိုချောမောတဲ့သူနဲ့တိုက်ခိုက်ခဲ့ရတာတသက်မမေ့နိုင်စရာပါပဲတနေ့နေ့ပြန်ဆောင်ကြဦးမှာပါကျမလည်းမျှော်လင့်ပါတယ်